ကျွန်တော်အခုရောက်ရှိနေတာကတော့ပုပ္ပတိမြို့နယ်အင်းမြင့်သာကြီးအောင်အင်းမြင့်သာရကြီးအောင်ရောက်နေတာပါဒါရေရဆိုလို့ရှိရင်စီစီချောင်းရဲ့ရေရဆိုလို့ရှိရင်တော့အခုလက်ရှိကျွန်တော်ရောက်နေတဲ့အနေထားမှာနေပြီပဲဒါဒူလောက်ရှိနေပြီပေါ့နော်ချောင်းထဲမှာဆိုရင်တော့ကျွန်တော်တို့15ပေနဲ့ပေ20ကြားမှာနဲ့တယ်အခုလောလောဆယ်မှာတော့ဒါအခုမနက်ပိုင်းဝန်းကျင်မှာကိုကျွန်တော်တို့အိမ်ကလောလောဆယ်ဒီမှာကြီးရသူကြီးရသားတွေကြီးရပြောကြကြကျွန်တော်73လုံးလောက်နစ်နေ73လုံးနစ်နေပြီဆိုတော့ဘာပဲပြောသူတို့ကမင်းညမိုးကြီးတဲ့ကသူတို့မှာသူတို့ဘဝတွေသူတို့ရဲ့စိတ်တွေကလုံခြုံမှုမရှိတော့ဘူးညတနာရီလောက်မှာစပြီးတော့ပြောင်းတယ်လို့ကျွန်တော်သိရတယ်ဒါအခုကြီးနေတာဒီမှာဒါကတော့စင်နီချောင်းရဲ့ဒါရေပြင်းဖြစ်ပါတယ်နော်အဓိကကြီးရတဲ့အကြောင်းရင်းကတော့ဘယ်လိုဖြစ်နေလဲဆိုတော့အင်းမြင့်သာကြီးရွာကချောင်းရဲ့ဘောင်ရိုးတဲ့ကျွန်တော်နှိမ့်နေတာဖြစ်တယ်အဲ့တော့နှိမ့်နေတာဖြစ်တဲ့အတွက်ကြောင့်တာဝန်ရှိတဲ့သူတွေကနေပြီးတော့မှလှုပ်ပေးမယ်လို့တော့သိရတယ်ဒါပေမဲ့လောလောဆယ်မှာတော့မိုးတွေများရေတွေများနေတဲ့အတွက်ကြောင့်မလှုပ်ပေးနိုင်သေးဘူးအဲ့တော့ကျွန်တော်တို့ပါတီအနေနဲ့လည်းကျွန်တော်ပုပ္ပတိကြီးမှာဝင်ပြိုင်မယ်ပြည်သူ့တော်ကိုယ်စားလှယ်အနေနဲ့လည်းကျွန်တော်ပြောထားပြီးသားရှိပါတယ်ကျွန်တော်မြို့နယ်ထဲမှာဘယ်နေရာမှာဘာပဲဖြစ်ဖြစ်ကျွန်တော်အကုန်သိပါတယ်အကုန်သိရတဲ့ကြောင့်လည်းကျွန်တော်အခုဖြစ်ချင်းသိချင်းကျွန်တော်ရောက်ရှိလာဖြစ်ပါတယ်ညတွေကတော့ကျွန်တော်ကိုသတင်းကြီးရသူကြီးရသားတွေကသတင်းပို့တာတွေရှိတယ်သတင်းပို့တာရှိတဲ့ကြောင့်ကျွန်တော်လည်းအခုချက်ချင်းအားချင်းစီစဉ်ပြီးတော့ကျွန်တော်လာခဲ့ရဖြစ်တယ်အခုကျွန်တော်နောက်မှာဆိုလို့ရှိရင်လည်းဒီမှာရေဘေးကိုခံစားနေရတဲ့အိမ်တွေပေါ့နော်နေအိမ်တွေရင်းနေရတဲ့ကြီးရသူကြီးရသားတွေလည်းပါပါတယ်ဒါကတော့လက်ရှိပဂရီအနေထားပါเนาะအဲကြောင့်ကျွန်တော်တို့အခုဒီမှာတချို့ကြီးရသူကြီးရသားတွေလည်းကျွန်တော်လာတာတီးတဲ့အတွက်ကြောင့်စောင့်နေတာရှိတယ်ကျွန်တော်တို့ဒီချောင်းထဲကနေပြီးတော့မှကမ်းပေါ်တက်မယ်ကမ်းပေါ်တက်ပြီးတော့ကျွန်တော်တို့ဒီရာသူရာသားတွေနဲ့ကျွန်တော်တိုင်မယ်ဆွေးနွေးမယ်သူတို့ကိုလည်းကျွန်တော်အားပေးစကားပြောမယ်နောက်ကျွန်တော်လုပ်ပေးနိုင်တဲ့ဟာတွေလည်းကျွန်တော်ဂရီကူပေးခဲ့မယ်ပေါ့နော်ဒါလေးကိုကျွန်တော်တင်ပြတာဖြစ်ပါတယ်ဒါဒီဘက်မှာတော့ဒါစင်နီချောင်းရဲ့ရေပြင်းဖြစ်ပါတယ်ဒါတော်တော်ကြီးကိုညားနေတဲ့အနေအထားရှိပါတယ်ရေကြီးတဲ့ဆင်းတော့မဟုတ်သေးပေမဲ့ရေချမ်းတဲ့တင်ကိုဒီနှိမ့်နေတဲ့ဒီဟိုဟာတွေကအိမ်တွေဟာအိမ်မှာရှိတဲ့ဒီကြီးရသူကြီးရသားတွေကနှစ်စဉ်နှစ်တိုင်းအမြဲတမ်းလို့ခံစားနေရဖြစ်ပါတယ်နော်အဲဒါကြောင့်ကျွန်တော်တို့ကြီးရသူကြီးရသားနဲ့စုပေါင်းပြီးတော့အဖြေထုတ်ပြီးတော့ကျွန်တော်ဆောင်ရွက်ပြီးတော့မှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်